အားလုံးပဲမင်္ဂလာပါခင်ဗျာအန်ကီ channel ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအီရန်နိုင်ငံတီဟီယန်မြို့ကတာဝန်ရှိသူတွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နောက်ဆုံးချိတ်ချောက်မှုတွေကိုတုံ့ပြန်လိုက်ပါပြီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ social media ပေါ်မှာတင်ခဲ့တဲ့ post တစ်ခုကနေတဆင့်တင်းမာမှုတွေကိုရုတ်တရက်အထွတ်အထိပ်ရောက်သွားစေခဲ့ပါတယ် Hormuz ရေလက်ကြား Strait of Hormuz အတွင်းမှာရှိတဲ့ Timor disease ကိုအီရန်ဘက်ကထပ်ပြီးတိုက်ခိုက်လာမယ်ဆိုရင်အီရန်နိုင်ငံတွေကမြို့တော်တီဟီယန်အနီးတစ်ဝိုက်ပါဝင်တရားတွေနဲ့လျှက်စစ်တဲ့အားပေးစက်ရုံတွေကိုဘုံကျဲတိုက်ခိုက်သွားမယ်လို့သူကချိန်ချောက်လိုက်တာပါဒါကြောင့်သမ္မတထရန့်ဟာထိတ်တန့်ရင်ဆိုင်ရမယ့်စီကံတစ်ခုကိုချမှတ်လာတယ်လို့ဆိုရမှာပါဟော်မုတ်ရေလက်ကြားကတင်မော်ရီအပေါ်တိုက်ခိုက်မှုတိုင်းကိုအီရန်နိုင်ငံအတွင်းကအရက်ဖက်အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးပစ်မဲ့တုံ့ပြန်မှုတွေနဲ့ချိတ်ဆက်ခြင်းတွေပုံရပါတယ်ဒါဟာအီရန်အတွက်စရိတ်စကပိုကြီးလာစေမဲ့သဘောပါပဲဒီကိစ္စနဲ့ပတ်သက်လို့အီရန်ဘက်ရဲ့ရှုမြင်သုံးသက်ချက်ကိုအစိုးရပိုင်းမီဒီယာတွေရဲ့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကနေခုလိုထုတ်ဖော်ပြောဆိုထားပါတယ်အဲ့ဒါကတော့အကယ်၍အမေရိကန်ပြည်ထောင်စုအနေနဲ့အီရန်နိုင်ငံအတွင်းကတရားတွေသို့မဟုတ်တရားပေးစက်ရုံတွေကိုဖျက်ဆီးမယ်ဆိုရင်အီရန်ဘက်ကလည်းဒေသအတွင်းကအမေရိကန်ရဲ့အကျိုးစီးပွားတွေနဲ့ဆက်ဆက်နေတဲ့စွမ်းရည်အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားပြီးမိမိတို့ရဲ့စစ်စီရေးနယ်ပယ်ကိုပုံမှုချက်ထွင်တုံ့ပြန်သွားမယ်လို့ဆိုပါတယ်စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ကဆက်လက်ပြောကြားရမှာတော့ဟော်မုတ်ရေတဲ့ကြောင့်ကိုစီမံခန့်ခွဲထိန်းချုပ်ခွင့်ဟာအီရန်အတွက်အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့မူလအခွင့်အရေးတစ်ရပ်ဖြစ်ပြီးအဲ့ဒီရေတဲ့ကြောင့်ကိုဘေးကင်းလုံခြုံစွာဖျက်ဆီးနိုင်မှုဆိုတာအီရန်နိုင်ငံနဲ့ညှိနှိုင်းဆောင်ရွက်မှသာအာမခံချက်ရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်အခုလိုတင်းမာမှုတွေမြင့်တက်လာတာဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူပေါင်း90ကျော်သေဆုံးပြီးတောင်ပိုင်းအလယ်ပိုင်းနဲ့မြောက်ပိုင်းပြည်နယ်အသီးသီးကလူပေါင်း900ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့နောက်ဆက်တွဲအနေနဲ့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအများစုကိုအီရန်တောင်ပိုင်းမှာပို့ပြီးတော့လှုံ့ဆော်ခဲ့တာပါ။အကြောင်းကတော့အမေရိကန်အနေနဲ့ဟော်မုတ်ရေလက်ကြားပေါ်အီရန်ရဲ့ထိန်းချုပ်နိုင်စွမ်းကိုဖယ်ရှားပစ်ဖို့အတွက်အီရန်ရဲ့စစ်ဘက်ရေတပ်နဲ့ကမ်းရိုးတန်းကာကွယ်ရေးစွမ်းရည်တွေကိုဖြိုခွဲခြင်းလို့ပဲဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့သတင်းများကိုနားဆင်ရဖို့ like and follow လုပ်ထားကြဖို့မမေ့ပါနဲ့နော်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေဗျာ